စဉ်နဲ့အမျှကိုယ့်ကိုအရှုံးမြတ်တွက်ပြီးအရှုံးမထွက်အောင်တတိထားဖို့အမြတ်ထွက်အောင်လုပ်ကြဖို့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဓမ္မကျေးဇူးရှင်နေမှာတရားတော်များနာယူမှန်သားရန်လေးစားစွာဖြင့်ပြိမှန်ကပြောရပါတယ်မတ္တမအရေးကြီးလူပုံလူဘဝဆိုတာလမ်းဆုံး၄ခွနဲ့အလားတရံတူတယ်လမ်း၄ခွလမ်းဆုံးလမ်းမနဲ့အလားတရံတူတယ်ဘယ်သွားရောက်နိုင်တဲ့နေရာကြီးဖြစ်တယ်ကိုကြိုက်တဲ့လမ်းရွေးချယ်ပြီးတော့သွားခွင့်ရှိတဲ့နေရာလို့ရင်တို့တလောက်တမိုးကြီးမားစွာရရှိနိုင်တဲ့ဘုံဘဝမျိုးဖြစ်တယ်ဒါကြောင့်မို့လူဘဝရကြတဲ့ပုဂ္ဂိုလ်တွေဟာလူဘဝကိုအခြေတည်ပြီးတော့တရားမင်းဖြစ်အောင်လုပ်တာလဲလူဘဝမှာလုပ်သွားကြဗြဟ္မာမင်းဖြစ်အောင်လည်းပဲလူဘဝမှာလုပ်ကြလူလောကတဲကစကြဝဠာမင်းဖြစ်ဖို့ဆိုတာလဲလူဘဝမှာလုပ်ကြဖယားဖြစ်ဖို့ဆိုတာလဲလူဘဝမှာလုပ်တယ်ပိစိကဗုဒ္ဓဖြစ်ဖို့ဆိုတာလဲလူဘဝအက္ခတာဝကမဟာတာဝကဆိုတာလဲလူဘဝမှာလုပ်ကြအမှန်တမ်းတန်ဖိုးကြီးတဲ့အရာတွေကိုရရှိတာလဲလူဘဝကရတာသာဖြစ်တယ်ပေါ့နတ်တွေမြမာတွေဟာချမ်းသာဒုက္ခများလှတော်လဲပဲလူဘဝလိုဖယားဖြစ်ရောက်အောင်လုပ်နိုင်စွမ်းမရှိဘူးနတ်ဖယားမြမာဖယားလို့မရှိဘူးလူသားကဖြစ်တဲ့ဖယားသာရှိတယ်ဒါကြောင့်မို့လူဘဝဟာဘယ်အရာကိုပဲဖြစ်ဖြစ်အမြတ်ထွက်အောင်လုပ်နိုင်တဲ့ကြီးမားလာတဲ့အရင်းအနှီးကြီးတစ်ခုဖြစ်တယ်လို့ပြောသို့တော့လူဘဝမှာအရှုံးပေါ်သွားပြီဆိုလို့ရှိရင်လေကုန်းကောက်လို့မရတော့အောင်ရှုံးသွားတယ်ကုံရှုံးတာကတစ်ခေါက်ကုံရှုံးတာကတစ်ခေါက်တလေပဲဘဝမှာရှုံးသွားပြီဆိုလို့ရှိရင်တတန်တရားလုံးမှောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဘဝမှာအမြတ်ရအောင်တတိကြိုးစားပြီးတတိထားပြီးကြိုးစားဆောင်ရွက်ကြကိုယ်ကိုအလေးနဲ့ထားပြီးတော့စဉ်းစားနေစနေမှစာရေးဝေးနေထိုင်ရေးဆိုတာလေးလောက်တင်တင့်တိမ်မနေပဲနဲ့တို့လုံနေတဲ့ဘဝတွေဟာအမျက်ထွက်အောင်လုပ်နေတာဟုတ်ကလားအရှုံးပေါ်နေသလားကိုလူဘဝရတာဟာစိစိမ်ဥစ္စာတွေကြောင့်ရလာတာလားဘာကြောင့်ရတယ်လဲစဉ်းစားကြည့်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာပစ္စည်းဥစ္စာကြောင့်ရတာလည်းမဟုတ်ဘူးဒနာဂုံသိမ့်တွေကြောင့်ရတာလည်းမဟုတ်ဘူးဖရာသခင်တွေကဖန်ဆင်းပေးလို့ရတာလည်းမဟုတ်ဘူးကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်ရလာကြတာဖြစ်တယ်ဒါနရဲ့စွမ်းအားသီလရဲ့စွမ်းအားပုညကရိယာဝတ္ထုတွေမှာဒါနနဲ့သီလအတိုင်းအတာတစ်ခုအရာကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေလူဘုံလူဘဝရကြတယ်။စာပေကံကြမ်းကမှလည်းဒီလိုဆိုထားတယ်။ဒါနသီလကိုစွမ်းစွမ်းတမန်ပြုလုပ်လို့ရှိရင်လူချမ်းသာလက်ချမ်းသာဒီလိုရ။သမထဘာဝနာကိုပေါ့ရောက်အောင်လုပ်ပဲဆိုရင်ဓမ္မချမ်းသာရ။ဝိပဿနာဘာဝနာကိုပေါ့ရောက်အောင်လုပ်နိုင်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရ။အားလုံးလုပ်ငန်းတွေလူပြည်လူလောကမှာပြည့်ဝရှိပြီးတော့ဒီကနေ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာပို၍အခွင့်အလမ်းတွေဟာကောင်းနေတယ်။သို့တော့အခွင့်အလမ်းကောင်းတိုင်းလူတိုင်းဟာဒီအခွင့်အလမ်းကိုသိကြလားဆိုမသိဘူး။မသိကြသည့်အတွက်ကြောင့်အသုံးမချနိုင်ကြဘူး။အသုံးမချသည့်အတွက်ကြောင့်အခွင့် opportunity လို့ခေါ်တယ်။အခွင့်အရေးဟာကြာရှည်စွာရှိတာမျိုးလည်းမဟုတ်ဘူးအခွင့်အရေးဆိုတာအမြဲတမ်းလည်းမရှိဘူးစဉ်းစားကြည့်လေအလင်းရောင်ဆိုတဲ့အခွင့်အရေးတစ်ခုပဲကြည့်လက်ဖြင့်ကနာနဲ့ကစပြီးတတိထားကြည့်လိုက်မနဲ့မိုးလင်းလာပြီဆိုအလင်းရောင်ရလာတာနေထွက်လို့အဲ့ဒီနေရဲ့အလင်းရောင်ဟာတစ်သလုံးတို့ရနေသလားဆိုဘယ်ရမှာ
ညနေနေဝင်သွားတာနဲ့တပြိုင်တည်းဒီအလင်းဟာကွယ်သွားပြီအမှောင်ရောက်လာဗျာအခွင့်အရေးဆိုတာအဲ့တိုင်ရတဲ့အခိုက်ရှိတယ်မရတဲ့အခိုက်ရှိရတဲ့အခိုက်လေးမှာကိုဘာတွေရလိုက်လဲအကျိုးအမြတ်ထွက်အောင်ဘာတွေလုပ်လိုက်သလဲဆိုတာကအဓိကကြတော့လူဘဝဆိုတာလည်းပဲနေမင်းကြီးထွက်ပေါ်လာတဲ့အခိုက်အတန့်မှာအလင်းရောင်အောက်မှာအကောင်အဆိုးအကြောင်းကျိုးခွဲခြားသိပြီးတော့လှုပ်ခွင့်ရှိတဲ့အချိန်ပိုင်းလို့ဒီလိုဆိုရမှာဖြစ်တယ်လူဘဝရနေတဲ့အချိန်မှာ human rights ဆိုလူအခွင့်အရေးတွေအကုန်ပြည့်ဝရှိတယ်လူရဲ့ human dignity ခေါ်တဲ့လူရဲ့ဂုဏ်သိက္ခာတွေလည်းအပြည့်ဝရှိတယ်ဒါနကောင်းမှုလုပ်ခြင်းလည်းဖြစ်တယ်သီလစောင့်တည်ခြင်းလည်းဖြစ်တယ်ကမ္မထာဘာဝနာအထုတ်ခြင်းလည်းဖြစ်တယ်သို့သောလောကလူသားတွေဟာထိုကဲ့သို့အခွင့်ကောင်းကြီးတွေရှိနေတော့လည်းပဲအခွင့်ကောင်းကြီးတွေကိုတတိမထားသည့်အတွက်ကြောင့်အခွင့်ကောင်းသည်နေမင်းကြီးသည်ရှေ့ကထွက်ပြီးဝင်သွားလို့အမှောင်ရောက်သွားသလိုပဲမှောင်သွားသလိုပဲအခွင့်ကောင်းသည်အချိန်တန်တော့ပျောက်ကွယ်သွားပြန်တာပဲဖြစ်တယ်ပေါ့မပျောက်ကွယ်ခင်ရအောင်ရှာလိုက်ရင်ရှာလိုက်မရှာလိုက်ရင်လွတ်သွားမှာအဲ့တော့လူဘဝတွေမှာအခွင့်ကောင်းနေဆိုတာဘာတွေတော့ဒီကနေ့ခေတ်ဘုရားဘာသာဝင်သူတော်စင်တွေရနေတဲ့အခွင့်ကောင်းကဘာလဲဗုဒ္ဓပါဒနဝမခဏလို့ခေါ်တယ်ဗုဒ္ဓပါဒဆိုတာဖျားပွင့်ပေါ်နေတဲ့နဝမဆိုတာကိုးခုမြောက်ခဏဆိုတာအခွင့်ကောင်းဖျားပွင့်ပေါ်ခြင်းလို့ဆိုတဲ့ကိုးခုမြောက်အခွင့်ကောင်းလို့ဆိုလိုတာကအခွင့်အရွေးမကောင်းတာကရှစ်ခါကြုံပြီးတော့အခွင့်ကောင်းဆိုတာကိုးခုမြောက်တစ်ချိန်ပဲကြုံကိုးခါမှတစ်ခါပဲအခွင့်ကောင်းရှိတယ်လို့ဒီလိုဆိုလို့တယ်အခွင့်မသာတာကရှစ်ခါအခွင့်သာတာကတစ်ခါနော်မသာတဲ့အခွင့်တွေကအလွန်များအခွင့်သာတာအလွန်နည်းတယ်ဒါကိုဩဃာတထဲမှာရဖြစ်၈ပါးဆိုပြီးတော့လူတွေကဆူတောင်းနေကြဆူတောင်းရုံပဲဆူတောင်းနေတာကိုဟာအဲ့ဒီရဖြစ်၈ပါးကအခုလွတ်နေသလားမလွတ်ဘူးလားလို့စဉ်းစားတဲ့ပုဂ္ဂိုလ်ရှာနော်ရဖြစ်၈ပါးဆိုတာတရားဓမ္မကျင့်သုံးမှုအခွင့်မသာတဲ့အခါ၈မျိုးကိုဆိုလိုတယ်တေချာစဉ်းစားကြည့်နော်လောကမှာဖျားပွင့်နေတဲ့အချိန်မှာနော်ဖျားပွင့်နေတဲ့အချိန်မှာတရားတူဟာငရဲကြနေမယ်ဖျားဖူးခွင့်တရားနာခွင့်တရားကျင့်ခွင့်ဒါနလုပ်ခွင့်သီလဆောက်တည်ခွင့်မရှိတော့ခွင့်မရှိဆုံးရှုံးသွားပြီကောင်းမြတ်တဲ့အခွင့်တွေလက်လွတ်ဆုံးရှုံးသွားအဲ့ဒီလိုအခါမျိုးမှာတရိษံဖြစ်နေဆုံးရှုံးသွားပြန်ပြီဒါနသီလဘာဝနာဘာလို့မှလုပ်ခွင့်မရှိတော့ဆုံးရှုံးနေပြီအဲ့ဒီချိန်တခါပြိတ္တာဘဝရောက်သွားဆုံးရှုံးနေပြီဒါနလည်းခုလိုရှင်ပြုနာသအလှတော်မင်္ဂလာသာသနာတော်နဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ခွင့်မရဆုံးရှုံးသွားတယ်နောက်တစ်ခုကသက်တမ်းရှည်ကြပြီးယုံ nant ပြည့်စုံမှုမရှိဘူးယုတ်ကြည်ရှိတဲ့ဗြဟ္မာသို့မဟုတ်နံကြီးရှိတဲ့ဗြဟ္မာအဲ့ဒီလိုယုတ်မဲ့ဗြဟ္မာနဲ့နံမဲ့ဗြဟ္မာမျိုးဖြစ်နေပြီဆိုလို့ရှိရင်လည်းဖျားပွင့်လို့မှတရားနာနိုင်စွာမရှိဘူးတရားဓမ္မကိုလေ့လာနိုင်စွာမရှိဘူးဖျားဖူးနိုင်ခွင့်လည်းမရှိဘူးအခွင့်အရေးတွေအလုံးဆုံးရှုံးနေတယ်အဲ့ဒါတခုနောက်တစ်ခုဖျားပွင့်နေတဲ့အချိန်မှာဖျားပွင့်တဲ့ဒေသနဲ့သတင်းမကြားနိုင်တော့အောင်ဝေးကွာတဲ့ remote area လို့ခေါ်တယ်ပစ္စန္တရိဘယ်လိုမှမျက်စိမပွင့်နားမပွင့်နဲ့ချောင်းကျိုးချောင်းကြားလူရိုင်းများရဲ့နေရာရက်နွမ်းတော့ဖြစ်နေပြီဆိုရင်လေတရားနာခြင်းတို့
ဒါနသီလဘာဝနာဆိုတဲ့အခွင့်အရေးတွေဟာမရှိတော့ဆုံးရှုံးသွားပြီအဲ့ဒါတွေလှုပ်ချင်လို့လှုပ်ချင်ဖို့ဆိုတာစိတ်တောင်ပေါ်မှာမဟုတ်ဆုံးရှုံးသွားနောက်တစ်ခုကတော့ဘုရားပွင့်နေတဲ့အချိန်လေးမှာမှန်ကန်တဲ့အမြင်မရှိဘဲနဲ့အမြင်မှားပြီးဘုရားကိုကြည်ညိုလေးစားမှုကင်းမဲ့နေတဲ့မိစ္ဆာဒိဋ္ဌိမျိုးဖြစ်နေပြန်ပြီဆိုလို့ရှိရင်တရားနာခြင်းတို့ဒါနကောင်းမှုသီလကောင်းမှုစတဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်မှုဆိုတာသူ့မှာအခွင့်မသာပြန်ဘူးခွင့်သာနိုင်စွာမရှိဘူးနောက်တစ်ခုကဘုရားပွင့်နေတဲ့အချိန်မှာအသိဉာဏ်လုံးဝမရှိတဲ့ပုဂ္ဂိုလ်ခုခေတ်ဆိုရင် autism လို့ခေါ်တယ်ပုဂ္ဂိုလ်မျိုးတွေဆွမ်းအားနာမကြားတွေအသိဉာဏ်ကင်းမဲ့ပြီးတော့မွေးလာကြတဲ့ကကြက်မပြေတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်နေပြီဆိုရင်လေနားလည်နိုင်စွမ်းမရှိဘူးကောင်းတဲ့အလုပ်ကိုသိနိုင်စွမ်းမရှိဘူးခွင့်ရည်တွေဆုံးရှုံးတယ်ခုနှစ်ခုခွင့်ရည်ဆုံးရှုံးနေတာဘုရားပွင့်တဲ့အချိန်မှာဆုံးသွားတာခုနှစ်ခုနောက်တစ်ခုကတော့ကိုကအသိဉာဏ်ရှိတဲ့လူဖြစ်တဲ့သို့တော့ဘုရားကမပွင့်ဘူးဆိုလို့ရှိရင်ဘုရားဟောတရားကြားနာလို့မရနိဗ္ဗာန်ရဲ့အကြောင်းအကျင့်ကိုကျင့်ကြလို့လည်းမရဘူးအဲ့ဒါလည်းပဲကြီးမားတဲ့အခွင့်အရေးဆုံးရှုံးမှုကြီးတရားလို့ဆိုပြီးတော့အခွင့်မသာတာအလုံးပေါင်းလိုက်တော့၈ခုအဲ့ဒါကိုရပ်ဖြစ်၈ပါးလို့ခေါ်တယ်နော်ဘုရားပွင့်နေတဲ့အချိန်မှာ၁ငရဲမှာဖြစ်နေခြင်း၂တိရစ္ဆာန်ဖြစ်နေခြင်း၃ပြိတ္တာဖြစ်နေခြင်း၄တက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်တာရှိတဲ့ပြမနာတာရှိတဲ့ပြမမျိုးဖြစ်နေခြင်း၅ဘုရားတရားနဲ့ဝေးလံတဲ့တောခြုံကြားဒေသများမှာတွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်းနဲ့၆အယူမဝါဒမှားယွင်းနေခြင်းခွန်အသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်းဘုရားပွင့်နေတဲ့အချိန်မှာဘုရားဘယ်လိုပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လန်းမရှိတော့မွေးကလေးကမျက်စိနှလုံးအလင်းမရခဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာနေရဲ့အလင်းရောင်ဟာအသုံးဝင်မှုသူ့အတွက်ဘလောက်ပဲနေထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေသူ့ဘဝမှာအမြဲတမ်းမှောင်နေတယ်မျက်စိမရှိလို့မမြင်ရလို့သူ့အတွက်မှာအလင်းဟာလက်ကားဖြစ်အဲ့ဒါလိုပဲမြတ်စွာဘုရားပွင့်လာပြီမဲ့လို့အခုပြောခဲ့တဲ့ပုဂ္ဂိုလ်9ယောက်ဟာလက်ကားသားဖြစ်သွားတယ်အခွင့်အရေးတွေဆုံးရှုံးသွားတယ်နောက်တစ်ယောက်ကတော့အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနာရဖို့ခွင့်မရှိဘူးအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်ဒါကိုဩကတာထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးနဲ့ဆိုလူတွေဆူတောင်းနေကြကိုယ်စဉ်းစားကြည့်အခုရပြည့်၈ပါးကိုလွတ်နေသလားလွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးဘာလို့လဲရွှေတူးရအောင်မှာရွှေထဲမှာရွှေစင်းရဗတ်ဆံရှိမှဖြစ်မှာဗတ်ဆံမရှိတော့ဖြစ်ဘူးရှားကြရမှာဖွေကြရမှာအဲ့ဒီလိုစီးပွားရေးကိုပဲအာယုံထားပြီးတော့ရလာတဲ့အခွင့်အရေးတစ်ခုကိုသုံးချဖို့စဉ်းစားတဲ့ပုဂ္ဂိုလ်အလွန်နည်းလာတယ်အလွန်နည်းလာလို့ရှိရင်ဒီအခွင့်အရေးကြီးကထာဝရရှိနေတာမဟုတ်ဘူးအရှိလောကရကနေမင်းကြီးထွက်ပေါ်လာပြီးတဲ့နောက်12နာရီ73နာရီလောက်ကြာလိုက်တဲ့အခါဒီနေရဲ့အလင်းရောင်ဟာပြန်ပြီးတော့မှောင်သွားအောင်မှာပဲအဲ့ဒီလိုမှောင်သွားတဲ့အချိန်ကျမှမြင်ခြင်းလို့မရတော့ဘူးခွင့်ရေးဆိုထို့တူပဲဘုန်းကြီးတို့တွေလူ့ဘဝရဘုရားသာသနာတော်နဲ့ဂျုံတွေ့
တရားဓမ္မလုပ်ဖို့ရအချိန်မရသေးဘူးမလုပ်နိုင်သေးဘူးသားရေးသမီးရေးစီးပွားရေးဆိုတာတွေနဲ့နေမနာညမှာမအားဘူးဆိုတဲ့ကြားထဲကနေပြီးနောက်ဆုံးမှာနေဝင်ချေရောက်သွားပြီဆိုလို့ရှိရင်တော့ဒါတွေမလုပ်လိုက်ရဘူးဆိုရင်အဲ့ဒီဘဝဟာအရှုံးထွက်သွားပြီအမြတ်မရလိုက်တော့ရှုံးသွားပြီအဲ့ဒါကိုရှင်ဥပါလိမထေရမြတ်ကလည်းတတိပေးခဲ့တယ်တရားနဲ့ပြိဿပေါင်းသူတော်ကောင်းတို့အနေနဲ့တည်တည်ချာချာအလေးနဲ့ထားစဉ်းစားကြည့်နော်ကိုရထားတဲ့အခွင့်အရေးလေးဟာထာဝရမဟုတ်ဘူးတခဏလေးသာဖြစ်တယ်အခုရထားတဲ့ဖျားပွင့်တဲ့အချိန်မှာအသိဉာဏ်ရှိတဲ့လူဖြစ်နေကြပြီဖျားတရားတော်တွေလည်းနာခွင့်ရတယ်ဒါနကောင်းမှုသီလကောင်းမှုအခုလိုသာသနာ့ဘောင်ဝင်ပြီးတော့ရှင်ယဟန်ဆိုတာပြုခွင့်ရနေကြသို့တော့လောက်ကြသလားလူတိုင်းလုံနိုင်သလားဆိုမလုံနိုင်ဘူးတခြားကိစ္စတွေနဲ့တဘဝမှာအချိန်ဖြုံးနေကြအဲ့ဒါကိုရှင်ဥပါလိမထေရမြတ်ကတတိပေးဆုံးမခဲ့တဲ့စကားလေးကိုမှတ်ထားဖို့လို့မာဝောခဏံဝိရာဒေထမင်းတို့တွေတဲ့အခွင့်ကောင်းတွေကိုလွဲချော်မသွားစေကြနဲ့အခွင့်ကောင်းအချိန်ကောင်းလေးတွေကိုလက်လွတ်ဆုံးရှုံးမသွားစေချနဲ့ခွင့်ကောင်းကိုခွင့်ကောင်းလို့သိထားကြဆိုတဲ့မလုပ်ဘဲနေရင်အသုံးမချရင်အခွင့်ကောင်းဟာသူ့ဟာသူသွားတော့လွတ်တော့မှာပဲလွတ်တော့မှာအသုံးမချပဲနဲ့နေရင်လည်းကုံသွားမှာပဲသူကတော့အဲ့ဒီခွင့်ကောင်းကိုလွဲချော်မသွားကြစေနဲ့ခဏတိတာဟိသောစတိအခွင့်ကောင်းကိုကျော်လွန်သွားတဲ့ပုဂ္ဂိုလ်တွေခွင့်ကောင်းကိုကျော်လွန်သွားတယ်ဆိုတာခရီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနေအလင်းရောင်ရှိတဲ့အချိန်မှာကြိုးစားပြီးခရီးတွင်အောင်သွားရမယ်ဝေလံနဲ့ခရီးကိုသွားတယ်အလင်းရောင်နဲ့ကိုရောက်ချင်တဲ့နေရာကိုအလင်းရောင်အားပြုတ်ပြီးတော့စောစောရောက်အောင်အားပြုတ်ပြီးတော့သွားရမှာမသွားဘူးလမ်းခရီးမှာခဏခဏနားတယ်နားရုံနဲ့မကဘူးအပြင်းထူပြီးတော့နေလိုက်တယ်ချိန်နေရှိပါသေးတယ်ရှိပါသေးတယ်နဲ့နေတဲ့လူလမ်းခရီးကလည်းအလွန်ဝေးတယ်နေကြီးကလည်းဝင်တော့မယ်တောတန်းကြီးကိုလည်းဖြတ်ရမယ်ကြားတွေဆင်းနေတောတရဝါတွေကလည်းရှိတယ်ဒီနာနေလို့လည်းမဖြစ်ရှေ့ခရီးကလည်းဆက်ရမယ်ဆိုရင်လူရဲ့ဘဝဟာဘလို့နေမလဲစဉ်းစားကြည့်ခွင့်ရည်တွေလက်လွတ်ဆုံးရှုံးသွားပြီနေမီအောင်ကိုသွားခြင်းတဲ့နေရာရောက်ဖို့မရှိတော့ဘူးအဲ့ဒီလိုဖြစ်တတ်တယ်ခဏတိတာဟိသောစတိအချိန်ရှိခိုက်လုံလစိုက်တာမလို့သည့်အတွက်ကြောင့်အချိန်လွန်သွားတဲ့အခါသို့မဟုတ်အခွင့်ကောင်းတွေဆုံးရှုံးသွားတဲ့အခါစိတ်ပြက်အားငယ်ပြီးတော့နေတတ်တယ်တဲ့ဒါကြောင့်မို့လို့အခွင့်ကောင်းတဲ့အချိန်လေးမှာမလုပ်ရမလဲတဒတ်ထီဝါယမေးရထားကိုယ့်ရဲ့တကယ်အကျိုးစီးပွားဆိုတာတွေကိုတွက်ချက်ထားပါဘဝရလာတဲ့အချိန်မှာအနှစ်သာရနဲ့အကာကိုကွဲကွဲပြားပြားသိအောင်ကြိုးစားဘဝမှာပစ္စည်းဥစ္စာကအနှစ်လားစီးစိမ်ဥစ္စာတွေကအနှစ်လားဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်တရားတွေကအနှစ်လားဆိုတာစဉ်းစားကြည့်အနှစ်ရှုဆိုတာထာဝရပိုင်ဆိုင်မှုရှိပြီးကိုယ့်အတွက်ရေရှည်အကျိုးပြုတာကအနှစ်အကာဆိုတာခဏလေးဘယ်အရာပဲဖြစ်ဖြစ်အကာဟာခဏလေးနဲ့ပြတ်တယ်အနှစ်ဆိုတာကြာရှိခံအဲ့တော့ကြာရှိခံတဲ့ဟာကိုလုပ်မလားတတန်းတူတဲ့အရာနဲ့ပဲအချိန်ကုန်သွားမလားဒါကိုစဉ်းစားဖို့လို့တတန်းတူတဲ့အရာနဲ့အချိန်ကုန်လို့ရှိရင်အနှစ်မရလိုက်ပဲနဲ့အကာနဲ့ပဲဆုံးသွားဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အကာဆိုတာဘာတွေတော့
လောကလူသားတွေဟာစီးပွားဥစ္စာတွေကြီးပဲရှားနေမယ်ဆိုရင်အကာတွေပဲရှားတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲချမ်းသာရင်မသုံးရဘူးလားဆိုသုံးရပါလေတိုက်တွေတဲကားတွေဝဲနော်စိတ်မကြဘူးလားကြပါအဲ့ဒါတခဏလားထာဝရလားလို့တခဏလေးပဲမကြခင်ပဲဘဝတစ်ခုဆုံးသက်သွားရင်အားလုံးပြစ်ထားခဲ့အနှစ်သာရဆိုတာမဟုတ်ဘူးလို့ဆိုလို့ပိုင်ဆိုင်မှုတွေစဉ်းစားကြည့်ယာဓုခုံသိမ့်စည်းစိမ်ဥစ္စာယာဓုဆိုတာဒီပဲနဲ့ကိုယာဓုရှိတဲ့အချိန်လေးဟာတခဏလေးယာဓုကျသွားလို့ရှိရင်ကိုဆိုးယာဓုမရှိတော့ဘူးဆိုလို့ရှိရင်ရှိတဲ့ရခွင့်ရည်တွေကုန်သွားစည်းစိမ်ဥစ္စာလည်းထို့တူပဲပိုင်ဆိုင်တဲ့အချိန်လေးသာမော်လို့ကြွားလို့သုံးလို့ဖြုံးလို့နေနိုင်တယ်မရှိတော့ဘူးဆိုလို့ရှိရင်သွားပြန်ရောသူကတခဏအရာတွေကိုထာဝရထင်ပြီးတော့အချိန်တွေအများကြီးပေးလိုက်မယ်ဆိုရင်တခဏပဲအကာတွေနဲ့ပဲအဆုံးသတ်သွားမှာဖြစ်တယ်ဒါကြောင့်မို့အနှစ်သာရကိုရအောင်ယူရမယ်အနှစ်သာရကိုရအောင်ယူတဲ့အခါကိုယ်ခန္ဓာကိုယ်ရဲ့အနှစ်သာရဆိုတာပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာဘာလဲဒီစီးပွားဥစ္စာရှာလို့ရတဲ့ထဲကဒါနကောင်းမှုပြုလိုက်ပြီဆိုရင်ဒါအနှစ်သာရအဲ့ဒါကြတော့ကိုပိုင်သွားပြီဒါနကောင်းမှုလုပ်လိုက်တယ်ဖျားတဲတယ်ကြောင်းဆောက်တယ်ရှင်ပြုတယ်လှူမှုတမ်းမှုတွေလုပ်တယ်ကြေးရွာလမ်းမတွေခင်းတယ်အများကောင်းကျိုးအတွက်အသုံးချတယ်အများအကျိုးအတွက်အသုံးချတယ်ဒါနကောင်းမှုကိုရထားတဲ့ကိုပိုင်ထားတဲ့ပစ္စည်းကိုမျှဝေပြီးတော့လူတွေတန်းနေပေးတယ်ကမ်းတယ်ဟောတာကအနှစ်ကိုရလိုက်တာပဲဖြစ်တယ်ကြံတဲ့ဟာတွေကမသေးခင်လေးပဲပိုင်ဆိုင်တော့လဲသေသွားရင်ကုန်ပြစ်ခဲ့ရမယ်ဒီလိုဆိုလို့ထာဝရမဟုတ်ဘူးတခဏမြတာအတိုင်းအတာတစ်ခုရတာကိုပိုင်ဒါနကောင်းမှုကြတော့တဘွားလည်းမကနှစ်ဘွားလည်းမကတန်တရားရှိသမျှနိဗ္ဗာန်ရသည့်တိုင်အောင်ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုသောမို့ဣဒံမေပုံညာအာသဝခေယဝဟံဟောတုလို့ဆိုလိုက်ရင်ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလေးဟာနိဗ္ဗာန်မရမချင်းကိုယ်ကိုစွန့်ခွာသွားမှာမဟုတ်ဘူးကိုယ်နဲ့အတူရှိနေမှာဖြစ်တယ်ပစ္စည်းဥစ္စာတွေဆိုတာကိုယ်ကိုစွန့်ခွာသွားမှာဒါကြောင့်မို့လို့ပစ္စည်းကတော့လဲလူကိုစွန့်တယ်လူကတော့လဲပစ္စည်းကိုစွန့်တချို့ကလူမသေးခင်ပစ္စည်းတွေဆုံးရှုံးသွားလူသေးလို့ပစ္စည်းကဆုံးရှုံးလူကတော့လဲသေပြီးတော့ပစ္စည်းတွေထားခဲ့ရပစ္စည်းကတော့လဲလူကိုထားပြီးတော့ပစ္စည်းဆုံးရှုံးတဲ့နောက်ဖြစ်ပေါ်သွားပစ္စည်းဆိုတာအဲ့ဒီတည်းပဲဒါကြောင့်မို့ခိုင်မာမှုမရှိဘူးခိုင်မာမှုမရှိတဲ့ပစ္စည်းတွေကဒါနဆိုတဲ့ကုသိုလ်ဆိုတဲ့အနှစ်သာရကိုထုတ်ယူလိုက်ပြီဆိုလို့ရှိရင်ဒီလူဟာတော့အမြတ်ရလိုက်ပြီလို့ပဲအောင်မရပစ္စည်းဥစ္စာတွေကအမြတ်ကိုထုတ်ယူလိုက်တာလို့အနုဆိုရင်အရှုံးနဲ့ပဲပြီးသွားမှာပဲဘဝနောက်တစ်ခုကိုယ်ခန္ဓာကိုယ်ကြီးကျမ်းမာနေတယ်ငယ်ရွယ်တဲ့အချိန်လေးမှာအားရှိတယ်ဖြတ်လက်တယ်လုံနိုင်ကိုင်းနိုင်နေရှိတယ်အဲ့ဒီအချိန်မှာအပြင်းထူပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ဘုရားတရားသံဃာဝေယဝစ္စအလုပ်တွေမလုပ်ဘူးအများကျိုးကိုယ်ဒီလက်ရောက်ဆောင်ရွက်ပေးတာမရှိဘူးကိုယ်ခန္ဓာကိုယ်အများအတွက်အသုံးချတာမျိုးမလုပ်ဘူးဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတဲ့ဒီခွန်အားတွေဟာထာဝရရှိနေမှာမဟုတ်ဘူးကျမ်းမာရေးနဲသွားရင်ပြုတ်ကွဲလာတာမလှုပ်နိုင်မရှားနိုင်ဖြစ်လာပြီဆိုတော့မှအများအတွက်လှုပ်ခြင်းလို့ဖះကြောင်ကန်သွားခြင်းလို့မရတော့ဘူးခန္ဓာကိုယ်မကြက်ခိုင်တဲ့အချိန်ကြတော့မှဘာတစ်ခုမှဝေယဝိသကုသိုလ်ပါစာယနာကုသိုလ်ဆိုတဲ့ကုသိုလ်မျိုးတွေလုံနိုင်စွာမရှိတော့ခန္ဓာကိုယ်ဆိုတာဟာထာဝရမဟုတ်ဘူးတခဏမြတာဖြစ်တယ်အသက်အရွယ်နုပြိုနေတဲ့အချိန်လေးဟာ
တခဏတာမြတာဖြစ်တဲ့သာဝရမဟုတ်ဘူးအဲ့ဒီအချိန်ပိုင်းလေးမှာနော်ကိုချင်းသီလခန္ဓာကိုယ်အားကိုသုံးချပြီးတော့ပင်ပန်းခံပြီးတော့အစာခံပြီးတော့ဥပုံနေ့တိုင်းမပြတ်ဥကိုဆောင်လိုက်တယ်၅ပါးသီလနေ့စဉ်လုံးအောင်နေတယ်ကိုချင်းတရားတွေကောင်းအောင်လုပ်တယ်စာရိတ္တသီလတွေလုပ်တယ်ဆိုရင်ဟောဒီတနေ့တစ်ချိန်ကြတော့အိုမင်းပျက်စီးသွားမဲ့ယုတ်ခန္ဓာကိုယ်ကြီးကသီလဆိုတဲ့အနှစ်သာရကိုရအောင်ရှုလိုက်ရတယ်ဒီလိုဆိုလို့လေနော်ဖះရှိခိုးတယ်ခန္ဓာကိုယ်ကရလိုက်တဲ့အနှစ်ပဲဖះစေရီတွေးလိုက်တာနဲ့လက်အုပ်ချီတယ်ရှိခိုးတယ်ခန္ဓာကိုယ်အသုံးချပြီးတော့ကာယဝန္ဒနာနှုတ်ကရွတ်ဆိုတယ်ဝစီဝန္ဒနာအဲ့ဒါလို့လုပ်တာကာယဒွါရဝစီရရကိုသုံးချပြီးတော့ကုသိုလ်တွေလုပ်တယ်မိမိတဲ့သီလကုံသမာဓိကုံပညာကုံကြီးတဲ့ပုဂ္ဂိုလ်မျိုးတွေကိုလက်အုပ်ချီမိုးရှိခိုးတယ်သူတို့ရဲ့ဝေယဝိစာတွေလုပ်တယ်ကိုယ်ခန္ဓာကိုယ်ကိုသုံးချပြီးတော့ကုသိုလ်တွေရလိုက်တယ်အဲ့ဒီရလိုက်တာကမှအနှစ်သာရလို့ဆိုတယ်ခန္ဓာကိုယ်ကြီးကတော့ယောဂဝေဒနာနှိမ့်ဆက်တဲ့အခါပဲဖြစ်စေအိုမင်းရင့်ရော်သွားတဲ့အခါပဲဖြစ်စေမလုံနိုင်မကင်နိုင်မလှုပ်နိုင်မရှားနိုင်သည့်အထိအောင်နောက်ဆုံးမှာအိပ်ရတဲ့ဘုံဘုံလဲသည့်အထိသူဟာပြောင်းလဲပြီးတော့သွားမှာဖြစ်တယ်အဲ့ဒီလိုမပြောင်းလဲခင်ကုသိုလ်ခန္ဓာကိုယ်ကိုသုံးချပြီးတော့ကုသိုလ်ရအောင်လုပ်ရမယ်ဒီလိုဆိုလို့တယ်နော်ဒါကြောင့်မို့ကျမ်းမှာတန်ဆွမ်းနေတဲ့အချိန်အများအကျိုးဆိုတာတွေလုပ်ရတယ်ကိုပြီးရင်ပြီးအတ္တတေရောကြိုးစားဖရာတရားတန်ခါယရဏ၃ပါးကိုထိလက်ရောက်ကြိုးစားအထုတ်ပေးခြင်းဟာအနှစ်သာရကိုရယူခြင်းအဲ့ဒီလိုမှမရလိုက်ဘူးဆိုရင်အရှုံးတွေ့မှာပဲဖြစ်တယ်အမြတ်မရလိုက်ဘူးလို့ပြောနောက်တစ်ခုအသက်ရှင်နေတယ်လူတွေဟာအသက်ရှင်နေသုံးတာလေကိုယ်တဏ္ဍာမှာတတိတရားတွေတူပွားလာအောင်ပညာတွေတူပွားလာအောင်မဖြစ်သေးတဲ့တတိမဖြစ်သေးတဲ့ပညာမဖြစ်သေးတဲ့သမာဓိတွေတူပွားလာအောင်လုပ်လို့ရတာဖြစ်တယ်ပေါ့အဲ့ဒီအချိန်လေးမှာလှုပ်လိုက်မှမလှုပ်လိုက်ဘူးဆိုလို့ရှိရင်လည်းပဲသိဆုံးသွားတဲ့အခါအသက်ရှင်တုန်းလေးမှာဘာမှမရလိုက်သည့်အတွက်ကြောင့်အရှုံးပေါ်သွားနိုင်သေးတယ်ဒါကိုပြောတာတဒတ်ထေဝါယမေယထာကိုယ့်ရဲ့အကျိုးတရားတွေကိုရအောင်ကြိုးစားထုတ်ကြတဲ့ခနောဝပฏิပါတိတောလှုပ်ဖို့အခွင့်အလန်းကြီးဟာတင်တို့ရဲ့ထံမှာတကယ်လက်တွေ့ရထားပြီဆုတောင်းနေရတာမဟုတ်ဘူးခုရပြည့်၈ပါးကလွတ်နေပြီရပြည့်၈ပါးကလွတ်နေပြီအေးဘုံဘဝမှာအမျက်ထွက်ဖို့အတွက်အခြေအနေကောင်းတွေကြည့်လိုက်အောင်တခါအရှုံးပေါ်နိုင်တဲ့အရာတွေအများကြီးရှိသေးတယ်အရှုံးပေါ်မလားအမျက်ရမလားရှုံးမလားမြတ်မလားဆိုတဲ့အခါဘုန်းကြီးတို့ဘဝရလာတဲ့အခါမှာဒီလူဘဝဆိုတဲ့ဘဝရလာတာဂတိတံပတ္တိလို့ခေါ်တယ်ဂတိတံပတ္တိရရှိထားတဲ့ဘဝဟာဘဝကောင်းအခွင့်ကောင်းတဲ့ဘဝအခွင့်ကောင်းခုရတာဘာဖြစ်လို့လူဘဝကိုဂတိတံပတ္တိလို့ပြောရတယ်လဲဆိုလူဘဝမှာဒါနလည်းလုပ်လို့ရတယ်သီလလည်းစောင့်တည်လို့ရတယ်ကမ္မထဘာဝနာအထုအခုလိုတရားပွဲကြီးတွေကျင်းပပြီးတရားနာလို့ရတယ်ရှင်ပြုနာသအလှတော်မင်္ဂလာတွေလည်းလုပ်လို့ရတရားကျင့်ရင်လည်းကျင့်လို့ရကုသိုလ်ကောင်းမှုတွေအများကြီးလုပ်လို့ရဘုံဘဝအနေနဲ့ကြည့်လိုက်မယ်ဆိုရင်ကုသိုလ်ဖြစ်တဲ့ဘဝမျိုးဖြစ်လို့ဂတိတံပတ္တိလို့ခေါ်တယ်ဒါဟာအခြေအနေကောင်းကြီးတစ်ခုရတာကဲလူတွေရတယ်လို့ငရဲသားသတ္တဝါတွေရကြရလားဘယ်ရမလဲဆုံးရှုံးနေပြီတရိစ္ဆာန်တွေရောလူတွေလို
ဂတိကောင်းရရလားဘယ်ရမှာတော့ဆုံးရှုံးနေပြိတ္တာတွေရောလူအခွင့်အရေးမျိုးရမယ်ဘယ်ရမှာဆုံးရှုံးနေတော့ငရဲတိရစ္ဆာန်ပြိတ္တာဆိုတဲ့ဘုံဘဝတွေဟာဂတိဝိပတ္တိလို့ခေါ်တယ်ပျက်စီးချိုယွင်းနေတဲ့အခြေအနေမကောင်းတဲ့ဘဝမျိုးတွေအခုဘုန်းကြီးတို့တွေခြေနေကောင်းတဲ့ဘဝမျိုးကိုရောက်လို့ဂတိတံပတ္တိဆိုတာရထားပြီဒီပြည့်စုံတဲ့ဘုံဘဝမှာရရှိထားတဲ့အချိန်မှာကောင်းတာတွေကိုရအောင်မယူလိုက်နိုင်ဘူးဆိုလို့ရှိရင်မရတာချင်းအတူတူဖြစ်မယ်ငရဲဘုံကငရဲသားတွေနဲ့အတူတူဖြစ်သွားလိမ့်မယ်တရိစ္ဆာန်တွေနဲ့အတူတူဖြစ်သွားလိမ့်မယ်ပြိတ္တာတွေနဲ့အတူတူဖြစ်သွားလိမ့်မယ်မရတာချင်းအတူတူဖြစ်သွားတယ်ဒါကြောင့်မို့ဂတိတံပတ္တိရနေတဲ့အချိန်မှာအမြတ်ရအောင်ကြိုးစားနှုတ်ဆိုရင်အရှုံးပေါ်လိမ့်မယ်ဂတိဝိပတ္တိရောက်သွားရင်ဘယ်လိုမှလုပ်လို့မရတဲ့အတွက်ကြောင့်အမြတ်ဆိုတာထွက်ဖို့မရှိနိုင်နောက်တစ်ခုကဘာလို့ဆိုရင်ကာလတံပတ္တိကာလတံပတ္တိဆိုတာအချိန်ခါကောင်းခွင့်ကောင်းကြီးတို့အချိန်ခါကောင်းအခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ခုဒီဒေသမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအေးချမ်းချမ်းနဲ့တရားနာနိုင်တယ်နေ့စဉ်နဲ့အမျှကိုယ်စီးပွားကိုရှာပြီးစားနိုင်တယ်ကာလတမ္ပတ္တိလို့ခေါ်တယ်စစ်ဖြစ်နေတဲ့နေရာမှာရောက်နေတဲ့လူတွေစစ်ပြေးဒုက္ခတဲ့ဘဝရောက်နေဒုံတိုင်းတဏ္ဍတန်ကြားတိုင်းမှာပြေးလွှားနေရတဲ့ပုဂ္ဂိုလ်တွေဟာကာလတမ္ပတ္တိပဲဖြစ်ဘူးမဖြစ်သည့်အတွက်ကြောင့်တရားပွဲလုပ်ချင်လို့မရဘူးတရားနာချင်လို့လည်းမရဘူးဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်ချင်လို့မရဘူးအသက်လူပြီးရှောင်ပြေးနေရတဲ့အနေအထားမျိုးတွေဖြစ်တယ်စစ်ဖြစ်နေတဲ့နိုင်ငံတွေစစ်တလင်းနဲ့ရောက်နေတဲ့ပုဂ္ဂိုလ်စဉ်းစားတာကြည့်ကာလဝိပတ္တိခြေနေကောင်းနေဆုံးရှုံးနေအဲ့ဒီအချိန်မှာအရှုံးပဲရမယ်အမြတ်မရနိုင်ခုချိန်မှာမလုတ်ဖဲနေမယ်အချိန်ကကောင်းရဲ့တန်းနဲ့မလုတ်ဖဲနေရင်ဘဝမှာအချိန်ပိုင်းနေဆုံးရှုံးနေတယ်လို့ကိုယ်လည်းပဲဆုံးရှုံးသူဖြစ်သွားနိုင်တယ်စစ်ဖြစ်နေတဲ့ဒေသမှာရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့စစ်တွင်းကာလမှာဆုံးရှုံးရတယ်လို့မလုတ်ဖဲနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအရှုံးနဲ့ပဲရင်ဆိုင်ပါပဲအမြတ်တစ်ခုမှရမှာမဟုတ်ဘူးဒါကိုလည်းအလေးထားပြီးတော့စဉ်းစားကြည့်ဒါကြောင့်မို့ကာလတံပတ္တိနဲ့ဂျုံတဲ့အချိန်မှာကုသိုလ်ကောင်းမှုလုပ်ဖို့အရေးကြီးတယ်နောက်တစ်ခုကတော့ဥပရိတံပတ္တိနဲ့ဥပရိဝိပတ္တိလို့ခေါ်တယ်ဥပရိဆိုတာကိုယ်ခန္ဓာကိုယ်မှာကိုယ်အင်္ဂါချုပ်တဲ့တာမရှိဘူးပြည့်ပြည့်စုံစုံအနေထားမျိုးရှိအေးလုံနိုင်တယ်ကိုင်းနိုင်တယ်အသိဉာဏ်ရှိတယ်မျက်စိကောင်းတယ်နားကောင်းကောင်းတဲ့မျက်စိကောင်းတဲ့ဘက်မှာသုံးချပညာသင်တဲ့ဘက်ကိုသုံးချနားကောင်းလို့တရားနာတယ်ဘောဓုတ္တတွေရှိဖို့အထုတယ်ကောင်းတဲ့ဘက်မှာသုံးချအဲ့ဒါလို့ဥပရိတမတ္တိပြည့်စုံနေတဲ့နေရာမှာကောင်းတဲ့နေရာမှာအသုံးချအမြတ်ရအေးကောင်းတဲ့နေရာမှာအသုံးချဘူးနားကောင်းတယ်တချင်းကြီးပဲစွတ်ဖိနားထောင်နှကြက်ထဲမှာထိုးထားပြီးတော့တနေ့ကုန်အဲ့ဒါဒိမ့်ဒိမ့်တောင်းတောင်းနဲ့နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာဘာအမြတ်မှရမဟုတ်ဘူးမျက်စိကောင်းတာကိုဖျားဖူးရမယ်ပညာရှာရမယ်အစားဂိမ်းဆော့ဘာတစ်ခုမှရမှာမဟုတ်ကောင်းတဲ့မျက်စိလေးဟာကောင်းတဲ့ဘက်ကိုသုံးချမျက်စိကိုအကြောင်းပြုပြီးအရှုံးနေတာပေါ်တာအပျော်လောက်ပဲမျက်စိနဲ့ကြည့်ပြီးဂိမ်းဆော့နေလို့ရှိရင်အပျော်ရတဲ့အနေထားလေးသာရှိတယ်ပျော်ရာကပြီးသွားဘာမှမရတော့ပြီးအမြတ်ရအောင်မျက်စိကိုသုံးချခြင်းအမြတ်ရအောင်နားကိုသုံးချခြင်းဆိုတာရှိဖို့လိုတယ်ဒါဥပရိတံပတ္တိအစတည်းကမျက်စိမပါဘူးနားလည်းမကောင်းဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာတရားနာခြင်းလို့လည်းနာလို့ရမှာမဟုတ်ဘူးဖျားဖူးခြင်းလို့လည်းဖူးလို့ရမှာအဲ့ဒီပုဂ္ဂိုလ်တွေနဲ့မျက်စိကောင်းနားကောင်းပြီးဖျားတရားနဲ့ဝေးနေပြီဆိုလို့ရှိရင်ဥပရိဝိပတ္တိဖြစ်နေတဲ့ပုဂ္ဂိုလ်တွေနဲ့အလားတရတူ
ခွင့်ရေးမရတာချင်းတူတူပဲအရှုံးပေါ်သွားနိုင်တယ်အလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားကြည့်နောက်တစ်ခုကတော့ပယောဂတမ္ပတ္တိလို့ခေါ်တယ်ကြိုးပမ်းအထောက်မှုဘဝအခြေအနေကောင်းနေကြုံရတဲ့အလုပ်ကြိုးစားလုပ်ရမှာမလုပ်ဘူးပြင်းကြီးဖင်နွယ်နေတယ်လုံလဝီရိယကင်းမဲ့နေတယ်ဘာတစ်ခုမှအောင်မြင်မှာမဟုတ်ဘူးဘဝမှာအရှုံးနဲ့ပဲရင်ဆိုင်ပြီးအမျက်ဆိုတာမဖြစ်လာနိုင်ဘူးဟောအဲ့တော့ပယောဂဝိပတ္တိဖြစ်ရင်အရှုံးနဲ့ရင်ဆိုင်ရမှာပယောဂတမ္ပတ္တိရှိမှအမျက်ရနိုင်တယ်လို့ဆိုတဲ့အထိဒါတွေကလည်းဆူတောင်းနေရတာမဟုတ်ပဲနဲ့ကိုယ်တိုင်လက်တွေ့သုံးချဩဃာတထဲမှာဝိပတ္တိတရား၄ပါးဆိုပြီးတော့သူတွေကရှောင်ရှားဖို့လွတ်ကင်းဖို့ဆိုပြီးတော့ဆူတောင်းနေတယ်အခုလွတ်ကင်းနေပြီလွတ်ကင်းနေတာကိုဘာလုပ်လဲဒါနသီလဘာဝနာကမ္မဋ္ဌာန်းတရားကြိုးစားအထောက်ကုသိုလ်ကောင်းမှုတွေများများလုပ်ပြီဆိုလို့ရှိရင်အများရမှာဖြစ်တယ်မလုပ်ဘဲနေရင်မရှိတာနဲ့အလားတန်တူတူပဲဘာမှမထူးအရှုံးမဲ့ထွက်မှာပဲအကောင်းရဖို့ခက်သွားတယ်ဒါတွေကိုလေးနဲ့သတိထားဖို့ဒါကိုပြောတာတဒတ်ထေဝါယမေယာထခနောပฏิပါတိတောအခွင့်ကောင်းကြီးကကျုံနေပြီဒါကြောင့်ကိုကျိုးကိုစည်းပွားကြိုးစားထုတ်ကြပါကိုကျိုးကိုစည်းပွားဆိုတာဘာလဲကုသိုလ်ကောင်းမှုကိုပြောတာလူဘဝရလာတာကုသိုလ်ကောင်းမှုကလှုပ်ပေးလိုက်တာအမေကမွေးပေးတယ်ဆိုတာအမေကအကူကြီးပေးုံပေးနိုင်တာတကယ်လူဘဝပို့ပေးတာကကံတရားသာလင်ဖြစ်တယ်အမေတို့အဖေတို့ကကူညီဆောင်ရှောက်ပေးတာသာရှိတယ်ဆိုပါစို့မြေကြီးပေါ်ကတစ်ပင်လေးတစ်ပင်ပေါက်လာတယ်ဆိုတာမျိုးစေ့ကပေါက်စေတာဖြစ်တယ်သို့တော့မြေတို့ရေတို့ဆိုတာအကူကြီးပေးုံများဖြစ်တယ်အမေနဲ့အဖေဆိုတာမြေနဲ့ရေပဲကံတရားဟာမျိုးစေ့ပဲအပင်ပေါက်လာဖို့မျိုးစေ့ကအဓိကကြတယ်သို့တော့အမေဖေရဲ့အကူကြီးနဲ့မျိုးစေ့ဟာရေနဲ့မြေရဲ့အကူကြီးနဲ့ပေါက်ရတယ်လို့ပဲအမေဖေရဲ့အကူကြီးနဲ့လူဘဝရောက်ကြအကြောင်းဆိုတာနှမျိုးရှိတယ်ထုတ်လုပ်တဲ့အကြောင်းနဲ့ထောက်ကူပြုတဲ့အကြောင်းလို့မိဘဆိုတာထောက်ကူပြုတဲ့အကြောင်းကံတရားကထုတ်လုပ်တဲ့အကြောင်းအဲ့ဒီကံတရားဟာဘယ်ကံလဲလို့ပြောရင်ဒါနဆိုတဲ့ကံတရားသီလဆိုတဲ့ကံတရားကုသိုလ်ကံတွေကိုဆိုလို့တယ်အဲ့ဒီကံတွေကထုတ်လုပ်ပေးလိုက်တဲ့ဘဝမှာအရှုံးမပေါ်ဖို့အရေးကြီးတယ်အမျက်ထွက်အောင်လုပ်ကြရမှာဖြစ်တယ်ဒါကိုသတိပေးတဲ့စကားပဲဖြစ်တယ်အေးအမျက်ထွက်ဖို့အတွက်အခြေအနေကောင်းတွေဘာတွေရှိလဲဆိုစဉ်းစားကြည့်အဲ့ဒီအခြေအနေကောင်းတွေကိုယ်မှရှိလားစတုစက္ကတမ္ပတ္တိတမ္ပတ္တိတရား၄ပါးဆိုတဲ့အထက်မှာစက္ကတမ္ပတ္တိလဲပတ်ပြီးတော့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးကိုထုတ်လို့တဲ့အကြောင်းတရား၄မျိုးဘာလို့ဆိုရင်ပฏิရူပဒေသဝတ္တကောင်းကျိုးချမ်းသာဒါနကောင်းမှုသီလကောင်းမှုကမ္မဋ္ဌာန်းဘာဝနာကောင်းမှုကုသိုလ်ရအောင်အခြေအနေပေးတဲ့ဒေသမျိုးမှာနေထိုင်တာဟာပฏิရူပဒေသဝတ္တအေးစစ်ဖြစ်တဲ့နေရာရောက်ပြီးကုသိုလ်လည်းလုပ်ခွင့်မရှိတဲ့နေရာမျိုးသွားပြီးလူဖြစ်နေမယ်ဆိုစဉ်းစားကြည့်ပေါ့လူဖြစ်ရကြဘူးနတ်တာမဟုတ်မကောင်းတဲ့အလုပ်တွေနဲ့အသက်မွေးနေရတဲ့ဘဝမျိုးရောက်ရင်လည်းပฏิရူပဒေသဝတ္တမဖြစ်ဘူးမကောင်းတာနဲ့အသက်မွေးပြီးမကောင်းတဲ့ဘဝမှာနော်ပါဠိပါဒအမှုတွေနေစဉ်လုပ်လို့အာဒိဏရဏအမှုတွေနေစဉ်လုပ်လို့မကောင်းတဲ့အလုပ်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုပြီးနေရတဲ့ပုဂ္ဂိုလ်မျိုးတွေအနေအထားမျိုးတွေရောက်ပြီဆိုလို့ရှိရင်သူတို့ဘဝဟာကောင်းစရာအကြောင်းဘာမှမရှိဘူးတဘဝလေးချမ်းသာတာကိုမကြည့်နဲ့သာဝရချမ်းသာဖို့တသန္တရာလုံးမှာချမ်းသာဖို့ကပို့ပြီးတော့အရေးကြီးတယ်တဘဝဆင်းရဲတယ်ဆိုတာတခဏမျှတာဖြစ်တယ်တန်တရားမှာမဆင်းရဲဘူးကအရေးကြီးတယ်အရှုံးနဲ့အမျက်ကိုတေချာတွက်ချက်တတ်ဖို့လိုအပ်တယ်ပေါ့အနှစ်နဲ့အကာကိုသိတတ်ရမယ်မသိဘူးဆိုရင်အကာပဲရမယ်အနှစ်မရဘူးသာဝရနဲ့တခဏဆိုတာလည်းသိရမယ်မသိလို့ရှိရင်သာဝရကိုမရဘူးတခဏနဲ့ပဲအပြီးတတ်သွားလိမ့်မယ်အဲ့ဒါကြောင့်
ฏิรูปဒေသဝါဒတင်းတင်းလျောက်ပတ်တဲ့အရာမှနေတယ်လို့ဆိုတာပฏิรูปတင်းတင်းလျောက်ပတ်တဲ့အရာဆိုတာကျမ်းမာမှုအတွက်လည်းအထောက်အကူဖြစ်နိုင်တဲ့နေရာမျိုးပညာရေးအတွက်လည်းအထောက်အကူဖြစ်နိုင်တဲ့နေရာမျိုးကုသိုလ်ကောင်းမှုပြုဖို့အတွက်လည်းအထောက်အကူဖြစ်နိုင်တဲ့နေရာမျိုးဖရာရဲ့အဆုံးအမတွေကိုရနိုင်တဲ့နေရာမျိုးပညာရှိသူတော်ကောင်းတွေရှိတဲ့နေရာမျိုးမှာနေမှကုသိုလ်ကောင်းမှုဆိုတာဖြစ်တယ်အဲ့ဒါပฏิรูပဒေသဝါဒပฏิรูပဒေသဝါဒရှိလာပြီဆိုလို့ရှိရင်တပ္ပုရိတဝတ္တယလူတော်လူကောင်းတွေနဲ့ပေါင်းမိလာတယ်လူတော်လူကောင်းတွေနဲ့ပေါင်းမိလာတဲ့အခါသူတို့ရဲ့အကျင့်သီလတွေအတူယူအားကြလာတယ်သူတို့စီကအဆုံးအမတွေရလာတယ်ကိုယ့်အတွက်မှာတန်ဖိုးမဖြတ်နိုင်တဲ့အသိဉာဏ်တွေတန်ဖိုးမဖြတ်နိုင်တဲ့ကုသိုလ်တွေလောက်ခွင့်ရတယ်ဟောပฏิรูပမှာနေသည့်အတွက်ကြောင့်တပ္ပုရိတဝတ္တယသူတော်ကောင်းနဲ့တွေ့ဆုံရတယ်ဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီကနေပြီးတခါအတ္တသမပဏိတိကိုယ်ကိုကောင်းအောင်ပြုပြင်တတ်လာတယ်ကိုယ်ကိုကောင်းအောင်ထားတတ်လာတယ်စိတ်ပဲလို့ထားရမယ်ဆိုတာသိလာတယ်တမန်အဖြစ်မသိနဲ့စိတ်ကောင်းနှလုံးကောင်းထားနည်းတွေကိုသိရှိလာအတ္တသမပဏိတိဆိုတဲ့ဟာဖြစ်ပေါ်လာအဲ့ဒီလိုဖြစ်ပေါ်လာဖို့ကိုယ်မှာပင်ကိုအခြေအနေကောင်းကြီးရှိတယ်ရှေးဘဝကကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်မျက်စိကောင်းတယ်နားကောင်းတယ်အခြေအနေကောင်းတယ်အသိဉာဏ်ရှိတဲ့လူဖြစ်တယ်ဆိုပုဗ္ဗေသကတပုညတာပုဗ္ဗေသကတပုညတာရှိသည့်အတွက်ကြောင့်ဟောတင့်တော်တဲ့အရာမှလူဖြစ်ရတယ်တင့်တော်တဲ့အရာမှလူဖြစ်လို့လူတော်လူကောင်းတွေနဲ့ဆုံစည်းရတယ်လူတော်လူကောင်းတွေနဲ့ဆုံစည်းလို့ကိုယ်စိတ်ကိုထားတတ်ပြီးလူတော်လူကောင်းဖြစ်အောင်ကြိုးစားနိုင်တယ်အဲ့လိုလဲပတ်ပြီးတော့ဖြစ်တဲ့တမ္ပတ္တိ၄ပါးရှိမှကုသိုလ်ဆိုတာဖြစ်တယ်အဲ့ဒီကုသိုလ်ဖြစ်မှလူဟာအမြတ်လူဘဝရတာရဲ့အမြတ်ဆိုတာရကုသိုလ်မဖြစ်တဲ့လူဘဝဟာအရှုံးပဲဘာကြောင့်လို့ပြောမယ်ဆိုရင်လူဘဝဆိုတာကုသိုလ်နဲ့အရင်တည်ခဲ့တာကုသိုလ်နဲ့အရင်တည်ခဲ့ပြီးအဲ့ဒီကုသိုလ်ရင်းစားပြန်မရဘူးဆိုလို့ရှိရင်ဒါရှုံးတာပဲစီဝါလုပ်တဲ့ပုဂ္ဂိုလ်တွေယဉ်နှီးကြရတယ်ရောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေအရင်နှီးထုတ်ကြရတယ်လုပ်အားတွေလုပ်တဲ့အခါလဲအရင်နှီးဆိုတာထုတ်လို့အမျက်မရဘူးဆိုရင်အရှုံးပဲတချို့အရင်မှာပါသွားတယ်လူဘဝမှာမကောင်းတာတွေလုပ်သည့်အတွက်ကြောင့်တည်တဲ့အခါငရဲကျသွားတယ်ဟောအရင်မှာပြုတ်သွားလူဘဝမှာကုသိုလ်ကောင်းမှုကပို့လိုက်တဲ့လူဘဝမှာအမြတ်ရအောင်မလုပ်သည့်အတွက်ကြောင့်အကုသိုလ်တွေလုပ်လိုက်သည့်အတွက်ကြောင့်တည်တဲ့အခါတိရစ္ဆာန်ဖြစ်တယ်ဟောအရင်နေပါသွားပြီရှုံးနေထွက်ကုန်လူဘဝမှာလောဘဒေါသမောဟတွေကြောင့်သိဆုံးသွားတဲ့အခါပြိတ္တာဘုံရောက်သွားတယ်အရင်ပြုတ်သွားကြငရဲတိရစ္ဆာန်ပြိတ္တာဒီဘဝတွေရောက်သွားရင်ဒါအရင်ပြုတ်သွားတဲ့အရှုံးတွေပဲပေါ့အရင်မှာရှုံးသွားတဲ့အရှုံးတွေပဲဖြစ်တယ်လူဘဝကိုပြန်ရတယ်ဆိုရင်တော့ဒါရင်းစားရှိသေးတယ်လူဘဝမှာပို့ပြီးတော့အခြေအနေကောင်းတဲ့လူဘဝဒီတဲ့ချမ်းသာတဲ့နတ်ဘဝဒီတဲ့ချမ်းသာတဲ့ဗြဟ္မဘဝနောက်ဆုံးနိဗ္ဗာန်ထီအောင်ရသွားတယ်ဆိုရင်တော့အမြတ်ရနိဗ္ဗာန်ရပြီဆိုရင်တော့ကြီးမားသေးသောအမြတ်ဖြစ်တယ်လူဘဝအရင်ဒီကိုအကြောင်းပြုပြီးတော့နိဗ္ဗာန်ရသွားရင်အလွန်ကြီးမားတဲ့အမြတ်တစ်ခုကိုရလိုက်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်အဲ့တော့ဒုတိယဘဝရောက်ဘဝတစ်ခုရထားတဲ့အခါမှာအရှုံးမပေါ်ကြစေနဲ့အရှုံးနဲ့အမြတ်ကိုတွက်တတ်ကြပါစေကုသိုလ်မရဘူးဆိုရင်အရှုံးမယ်အကုသိုလ်တွေများသွားရင်အရှုံးမယ်အရင်မှပြုတ်လိုက်မယ်လူဘဝမှာကုသိုလ်ကောင်းမှုမှာဘာမှမလုပ်လိုက်ဘူးဆိုရင်အရင်မှပြုတ်သွားလိမ့်မယ်ကုသိုလ်မလုပ်ဖဲနေလို့ရှိရင်လည်းပဲနော်အရှုံးပေါ်လိမ့်မယ်အကုသိုလ်တွေလုပ်ရင်တော့အရင်မှပြုတ်လိမ့်မယ်ဒီလိုမှတ်တာအရင်ပြုတ်သွားတဲ့အရှုံးနဲ့အရင်ချန်တဲ့အရှုံးလို့ဒီလိုအရှုံးနှမျိုးခွဲခြားမှတ်သားထားစီးပွားလုပ်တဲ့အခါမှာတိမ့်တရားရင်းလို့
အမျက်မထွက်ဘူးသိန်း100ပဲပြန်ရတယ်ဆိုရင်ဒါအရင်သိန်း100ရင်းလိုက်တာအကုန်လုံးပြောင်းသွားတယ်ဆိုရင်ဒါအရင်ပြုတ်တယ်သိန်း100ရင်းလိုက်တာကသိန်း1000ဖြစ်သွားပြီဆိုရင်အမျက်ပဲအဲ့ဒါလိုပဲလူဘဝမှာရှင်းထားတဲ့အရင်လေးတစ်ခုပြုတ်မသွားအောင်ဘာတွေလုပ်ရမလဲအရင်ကိုပြုတ်စေတာဘာတွေလဲဒါကိုသိဖို့လိုတယ်အကုသိုလ်တွေလုပ်တွေကိုလုပ်မယ်ဆိုရင်အရင်ပြုတ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်မှရင်စားပြန်ရပြီးအမျက်ထွက်နိုင်တယ်ဆိုတာကိုအလေးနဲ့ဆင်ញင်သုံးသပ်ပြီးတော့မှတ်သားထားတဲ့နဲ့မှတ်သားထားပြီးတော့ကိုရရှိတဲ့ကိုဟာကိုအမတ်တမဲ့မနေဘဲနဲ့အမျက်များများရအောင်ကြိုးစားအထောက်ဒါကြောင့်မို့ရှင်မြူနာသအလှတော်မင်္ဂလာလှူကြတယ်ဆိုတဲ့နေရာမှာလှူတဲ့ပုဂ္ဂိုလ်ဟာလည်းကိုယ့်အတွက်ကုသိုလ်ကောင်းမှုတွေလုပ်သည့်အတွက်ကြောင့်အရင်နှီးတဲ့ဖြစ်ပေါ်လာတဲ့အမြတ်တွေလို့ပြောလို့ရရှင်ပြုခံတဲ့ပုဂ္ဂိုလ်တွေကလည်းအပျော်ဝတ်တာမဟုတ်ဘဲနဲ့သာသနာပေါ်မှာမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တဲ့ကိုချင်းသီလကိုချင်းသီလကိုကိုယ်၌တည်လိုက်တာတရက်ပဲရရနှစ်ရက်ပဲရရသုံးရက်ပဲရရဆိုတာလို့ကိုချင်းသီလပြည့်ပြည့်ဝဝရအောင်ကြိုးစားဖို့တော့လိုအပ်တယ်ကိုချင်းသီလရပြီဆိုရင်တော့ဒါအမြတ်လို့ဆိုရမှာဖြစ်တယ်လူဘဝမှာနေတော့ကဒီလိုသီလမျိုးမရှိခဲ့ဘူးယဟန်ဖြစ်မှရှင်ဖြစ်မှသီလမျိုးရတယ်ဆိုရင်ဒါအမြတ်ပဲပြည့်စုံအောင်ကြိုးစားအထောက်အမှာဖြစ်တယ်အဲ့ဒီလိုမလုပ်လို့ရှင်အရင်ပြုတ်သွားနိုင်သေးတယ်အေးဒါကြောင့်မို့အလှတကာလူမာတွေကလည်းအမြတ်များများရဖို့အလှတကာလူမာတွေရဲ့လှမှုတမ်းမှုကိုလက်ခံပြီးတော့ရှင့်အဖြစ်ရဟန်းဖြစ်ခံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအမြတ်ရကြဖို့အတိအသီးယူတတ်ဖို့အတိညာရှိဖို့တတိထားတတ်ဖို့ဒါအရေးကြီးတယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့တာမန်လိုယူလို့စင်မျိုးလုပ်တယ်လို့ဆိုလို့ရှိရင်ကတော့အမြတ်များများရမှာမဟုတ်ဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်အတိညာနဲ့လုပ်ရတယ်အတိညာနဲ့လုပ်ရတယ်သာသနာပေါင်းဝင်ပြီးတော့ရှင်ပြုတယ်ရဟန်းခံတယ်လို့ဆိုတာကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းသာလည်းဖြစ်တယ်ဟောမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မှာတနေ့တမနေ့ပဲဖြစ်စေကိုချင်းသီလထိမ့်သိမ်းဆောက်ရှောက်လိုက်တာဟာတန်တရားကထွက်ဖို့အတွက်ထွက်ပေါက်ကလေးတစ်ခုလမ်းကြောင်းလေးတစ်ခုပေါ်ရောက်သွားတဲ့သဘောပဲဥပမာဘာနဲ့ပြောရမလဲလို့ဆိုရင်စာပေကျမ်းကမှာဆိုတာလေးနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်မြတ်စွာဘုရားကဒေဝဒတ်ကိုယဟန်ခံပေးတာဘာကြောင့်လဲနော်ဒေဝဒတ်ကိုယဟန်ခံပေးတာဘာကြောင့်လဲဆိုအဲ့ဒီမှာအဖြေရှိဒေဝဒတ်ဟာမြတ်စွာဘုရားကမသိဘူးလားဒေဝဒတ်ဟာယဟန်ဖြစ်လာလို့ရှိရင်ဘုရားကိုဆန့်ကျင်မဲ့လုပ်လိုက်မယ်တန်ခါသင်းခွဲလိုက်မယ်မြတ်စွာဘုရားရဲ့ခြေတော့သွေးစိမ့်တီးအောင်ကြောက်တုံးနှိမ့်ချလိုက်မယ်ဆိုတာဒီဘုရားဟာကြိုပြီးတော့မသိဘူးလားလို့ဆိုသိတယ်သိရတဲ့နဲ့ဘာလို့သာသနာပေါင်းဝင်ခွင့်ပြုတယ်လဲဆိုတာကြည့်အကယ်၍မြတ်စွာဘုရားကဒီကောင်လူမိုက်ဒီသာသနာပေါင်းဝင်လာရင်ကြီးလေးတဲ့ပြမှုကြီးတွေသူကျွလွန်လိမ့်မယ်သာသနာပေါင်းဝင်ခွင့်မပြုဘူးသူ့ကိုတားထားမယ်ဆိုလို့ရှိရင်သူဟာတန်မြာရဲ့ထွက်ပေါက်ကိုဘယ်တော့မှရမှာမဟုတ်တော့ဘူးတဲ့အခုလိုပြမှုကြီးတွေကျွလွန်မိအောင်တော့ယဟန်ပြုလိုက်တဲ့မျိုးစေ့လေးကယဟန်ဖြစ်ကိုရရှိလိုက်တဲ့အချိန်မှာကျင့်သုံးလိုက်ရတဲ့မျိုးစေ့လေးကမဲ့မျိုးစေ့ဖို့မျိုးစေ့အနေဖြစ်သွားပြီးတန်မြာဝကထွက်အောင်ကြိုးစားနိုင်ဖို့အခွင့်အလမ်းကြီးပွင့်သွားတယ်လို့သူဆိုဒါကြောင့်မို့အခုမြန်မာနိုင်ငံမှာလူဖြစ်လာလို့ရှင်ပြုကြတယ်ဒုံလဘယဟန်ခံကြတယ်အဲ့လိုလှုပ်တဲ့ပုဂ္ဂိုလ်တွေလည်းစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့သာသနာပေါင်းဝင်ပြီးအစဉ်ထာဝရမနေနိုင်ကြတော့လည်းပဲခိတ္တခဏသာသနာပေါင်းဝင်ပြီးတော့အလေးနဲ့ထားပြီးတော့ကျင့်ကြံကြုတ်ကိုအထုံးမယ်ဆိုလို့ရှိရင်နိဗ္ဗာန်မျိုးစိ
မဲ့မျိုးစိဖို့မျိုးစိလေးသူတို့ရဲ့တဏ္ဍမှာရရှိသွားနိုင်တယ်လို့ဒီဝတ္ထုကိုထောက်ထားပြီးတော့မှတ်သားထားနိုင်တယ်ပေါ့ဒုံလဘယံခံလိုက်သဖြင့်နောက်တန်တရားမှာဒါလေးကအထုံလေးပါလာပြီးတော့တလန်းကလေးတစ်ခုဖြစ်သွားမျိုးစိကလေးတစ်ခုဖြစ်သွားပြီးတန်တရားဝတ်ကလွတ်ဖို့ရအတွက်အခွင့်အလမ်းလေးတစ်ခုဖန်တီးပေးနိုင်ဒါဘာကြောင့်ပြောရလဲလို့ဆိုလို့ရှိရင်ကတ္တဗဘုရားလက်ထက်တုန်းကအမျိုးသားနဲ့အမျိုးသမီးတွေဟာမြတ်စွာဘုရားဟောတဲ့တရားထဲမှာနံရုပ်ဆိုတဲ့စကားလုံးကိုအမှတ်ရကြားခဲ့ရတယ်မှတ်သားခဲ့ရတယ်ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါဂေါရမမြတ်စွာဘုရားကသူတို့မေးတဲ့မေးခွန်းထဲမှာဘိက္ခုဆိုတာဘာကြောင့်ခေါ်တာတုံးလို့မေးတော့အေးနံရုပ်ပေါ်မှာအစွဲလန်းကင်းတဲ့ပုဂ္ဂိုလ်ဘိက္ခုလို့ခေါ်တယ်လို့နံရုပ်ဆိုတဲ့စကားလုံးနဲ့ဆက်ဆက်ပြောလိုက်တဲ့အခါမှာအနာဂံအဖြစ်ကိုရောက်သွားတယ်ဒါလေးကမျိုးစိအထောက်အကူဖြစ်တယ်လို့သူဆိုတယ်နော်အဲ့ဒါအမှန်တမ်းအရေးကြီးတယ်အခုလည်းပဲနော်ရှင်မပြုတ်နိုင်သေးတဲ့ကလေးတွေရှင်ဘဝရောက်အောင်လုပ်ပေးလိုက်တယ်ဆိုတာမျိုးစိကလေးတွေရပါစေနော်မမျိုးစိဖို့မျိုးစိတန်တရားဟုတ်ကလွတ်နိုင်တဲ့အခွင့်အလမ်းကလေးတွေသူတို့ရင်ထဲနှလုံးထဲရောက်သွားပါစေဆိုတဲ့အလူတကာလူမတွေကအဲ့ဒီရည်ရွယ်ချက်နဲ့လုပ်အောင်မှဖြစ်တယ်သာသနာ့ဘောင်ဝင်တဲ့ရှင်လောင်းရဟန်းလောင်းတွေကလည်းပဲအဲ့ဒီစိတ်ဓာတ်မျိုးမွေးရမှာဖြစ်တယ်ပေါ့အဲ့ဒီလိုမှနှုတ်နှဝအကျိုးကျေးဇူးရရှိပြီးကောင်းကျိုးချမ်းသာတွေရမှာအေးအလူရှင်ဆိုပြီးတော့မောဖို့ကြွားဖို့လည်းမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဘဝမှာအမြတ်ရအောင်တို့တွေကြိုးစားကြရမှာဆိုတာဟာအဓိကဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လူတိုင်းဟာအခွင့်ကောင်းဆိုတဲ့လူဘဝဂတိတမတ္တိဆိုတဲ့လူဘဝကောင်းကိုရရှိပြီးတော့နေကြပြီရရှိထားတဲ့ဘဝလေးမှာအသုံးချကြရအမြတ်ရအောင်ကုသိုလ်ကောင်းမှုတွေကိုကြိုးစားအထောက်အမှာဖြစ်တယ်အရှုံးအရင်ပြုတ်နိုင်တဲ့အကုသိုလ်တရားတွေကိုရှောင်ကြရမှာဖြစ်တယ်အကုသိုလ်တွေတရားတွေကိုရှောင်ရှားလို့ကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားနိုင်မှသာလျှင်အရှုံးနဲ့အမြတ်ထဲမှာအရှုံးမရှိအမြတ်ကိုသာရရှိနိုင်ကြမှာဖြစ်လို့မိမိတို့ဘဝမှာနော်အရှုံးမဲ့ပြီးအမြတ်တွေများရအောင်တတိကြီးစွာထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း